ဒီနေ့အရှိမပြအောင်တုံတွေ့တယ်ပေါ့အဲ့ဒါနဲ့ပြအောင်လေးအနီးကပ်ဗီဒီယိုသွားရိုက်ပါတယ်ပြတော့ခံရမှလည်းခက်ကြောက်ကြောက်ပေါ့နော်အနီးကပ်အရှိမဒီမှာပြအောင်လာတင်နေပါတယ်ဗျာဒီမှာကြည့်ကြပါဦးပြလိုက်ရရပေါ့ပြားတွေကဒီနေထွက်တဲ့ဘက်ကိုပေါ့နော်ညနာတစ်စောင်းပေါ့တည်ထားလို့ရှိရင်အဲ့ဒီပြဆိုးတယ်လို့တော့ကြားတယ်ပေါ့နော်ဒါပေမဲ့ဒီပြားလေးအဲ့လိုပဲနေထွက်တဲ့ဘက်ကိုညနာသူပေးထားတယ်ပေါ့နော်ဒါကြောင့်ရိုက်လေးရိုက်ချင်တယ်နီးကလေးရိုက်ရှင်တယ်နည်းနည်းလေးပြားတော့မှလည်းကြောက်တယ်ပြားလည်းတုတ်ခံဖူးတယ်ပေါ့နော်အဲ့ဒါကြောင့်တက်မှာနီးကတော့ရိုက်ပါတယ်ရဖို့ပြားတော့ခံဖူးလားဟဲ့ရဖို့ပြားအာယုံစိုက်ပါတယ်ဆိုကျွန်တော်တူလေးကလည်းစက်တိုက်ကိုမင်းနေတော့တာပဲတော့မဖြစ်အားတော့ပြားတော့ခံဖူးလားလို့တုတ်ခံမှုရဟိုရပြီရဲလိုက်တော့ကြည့်ပါဦးပြားတော့ခုမှစတဲတာပေါ့နော်ဒီမှာပဲတဲတော့မယ်သဘောတော့ရှိပါတယ်လုံးဝရဲလိုက်တော့